ဆရာပြီးခဲ့တဲ့ပိုင်းတော့ဆရာကြီးဦးစိုးမြင့်ရဲ့ဒုတိယမြောက်ဆရာဖြစ်တဲ့ဆရာတော်ဦးကုံတလားကဒီဘန္ဓုပညာကိုရဟန်းတာမဏေပဲသင်ခွင့်ပေးတယ်လူတွေကိုသင်ခွင့်မပေးဘူးဆိုတဲ့အကြောင်းလေးပြောခဲ့ရနော်အဲ့ဒီမတိုင်ခင်တော့ကျတော့လေအစတော့ဆရာတော်ဦးကုံတလားကသူများကိုဒီဘန္ဓုပညာသင်ပေးဖို့သူမှစိတ်ကူးမပေါ်သေးဘူးဒီဟာလေးကဘယ်လိုသင်ပေးဖြစ်သွားတယ်ဆိုတဲ့အကြောင်းလေးကိုဆရာကြီးဦးစိုးမြင့်ပြောပြတော့ဆရာပြောပြမယ်နော်အဲ့ဒီတော့ဒီဂျင်းနိုင်တာရုကျောင်းတိုင်းမှာဆရာတော်ဦးကုံတလားသူကရဟန်းဝါငယ်သေးတယ်သူရဲ့ဘာကြီးကကျောင်းတိုင်းဆရာတော်ပုံမှန်အဖြစ်ဆိုကျောင်းတိုင်းဆရာတော်ရဲ့အောက်မှာတိုက်အုပ်ဆရာတော်ရှိတယ်ကျောင်းတိုင်းဆရာတော်ကပြန်လွန်တော်မူကန်ဒီမှာတိုက်အုပ်ဆရာတော်ဒီကျောင်းကိုလွှဲရမယ်စာချုပ်စာတမ်းနဲ့လေသူ့ရဲ့တူဖြစ်တဲ့ဆရာတော်ဦးကုံတလားလွှဲလိုက်တဲ့အခါကျတော့အဲ့ဒီမှာကျောင်းလူပွဲဖြစ်တဲ့အခါဘာလုပ်လဲဆိုတဲ့အခါကျတော့သူကလူပိုက်6ယောက်ကိုငှားလိုက်တယ်တက်ဖို့ဆရာတော်ဦးကုံတလားတက်ဖို့အဲ့ဒီလူမိုက်6ယောက်ကျောင်းမှာဒုံလပတ်ဝစ်လိုက်တယ်ညနေဆရာတော်6နာရီဆိုရင်ဖျားဝတ်တက်တယ်လေ6နာရီဝယ်ဆိုအဲ့ဒီဦးလေးထားလေးရှိရဆရာတော်ဦးကုံတလားသူ့ခန်းလေးမှာဒီဖျားဝတ်တက်တဲ့အချိန်မှာလူမိုက်6ယောက်ကဝင်လာပြီးဓာတ်ရည်နဲ့ခုတ်တဲ့အခါကျတော့ဆရာတော်ဒီသူ့ရဲ့ pressure point ကိုပိတ်လိုက်ကာကွယ်နိုင်တယ်ပေါ့ဒီလက်တွေပြတ်သွားတာဒီလက်တွေနေရာမှာဆရာတို့ stereo တွေပြန်သွင်းလိုက်အဲ့တော့ stereo ထည့်ပေးတာကဆရာစစ်လူမျိုးဆရာဝန်လားမသိဆရာကြီးပြောတာတော့သူကဒီလို stereo ထည့်ပေးလိုက်ပြီးတော့မှသူကစားတာဓာတ်တိုင်းကစားတာပို့ပြီးတော့မှအချိုးကျသွားတယ်ကြည့်လို့ကောင်းသွားတယ်လို့ဆိုတယ်အဲ့ဒီဒါဆရာတော်ငယ်စဉ်တုန်းကပေါ့ကျောင်းဒီဝါငယ်စဉ်ခါတုန်းကအဲကျောင်းလူပဲဖြစ်တာအဲ့ဒီမှာဆရာတော်ဦးကုံတလားသူစဉ်းစားတယ်စေယုံပေါ်မှာသူကဘန္ဓုပညာကိုမတက်ခဲ့ဘူးဆိုရင်အဲ့ဒီမှာသူသိမှာဒီဘန္ဓုပညာသူတစ်ပါးကိုသိအောင်ရည်ရွယ်တယ်ဆိုရင်ဒဏ်ရာရရုံလောက်ပဲဖြစ်မယ်ဒဏ်ရာရဖို့လောက်ပဲရည်ရွယ်တယ်ဆိုရင်လုံးဝလွတ်သွားမယ်ဆိုပြီးတော့သူကအဲ့လိုစဉ်းစားအဲ့တော့ဒီအတတ်ပညာဒီလိုရှုပ်ဝဲနံနေတဲ့ဆရာတို့ပညာဒီလိုကောင်းမွန်တဲ့ပညာရဲ့တစ်ခုကသူဒီတိုင်းထိန်းသိမ်းထားတာတဲ့ဆိုင်အများကိုပြန်သင်ပေးတင်တယ်လို့သူအဲ့ဒီမှာတွေးတဲ့အခါကျတော့မှသူကလူတွေကိုတော့သူတီလာဆောင်တိတ်မှုအားနေတယ်လူတွေကတီလာမရှိကြဘူးဆိုတဲ့အခါယဟန်တာမဏေတွေကစာဝတ်နေမှုလည်းမရှိဘူးပညာလည်းယူနိုင်တယ်နောက်တီလာသိက္ခာပုဒ်တွေကလည်းသူချုပ်နှောင်လာလေတကယ်ကို strictly အရေးကြီးတဲ့ point တွေကျူးလွန်လို့မရဘူးဒီဘောက်နှိမ့်ဆက်ကလူပြူတာတို့တတ်တာဖြတ်တာတွေဒီလိုကာယဒုစရိုက်ကြမ်းတမ်းတာတွေဝစီဒုစရိုက်ကြမ်းတမ်းတာတွေစသဖြင့်ဒီလိုဟာမျိုးတွေကိုသူကကြမ်းတမ်းတဲ့အကျင့်စရိုက်တွေကိုပြုလို့မရအောင်မြတ်စွာဘုရားဝိနည်းနဲ့ချုပ်ထားတာသူကကိစ္စရတစ်ခုကောင်းမွန်တဲ့အရာတစ်ခုကိုလုပ်တယ်ဆိုရင်တော့စိတ်အတွင်းမှာမကောင်းတဲ့စိတ်အခန့်ပိုင်းသူကအာဘတ်တင်နေတယ်လူရက်ကတော့မှန်တယ်စိတ်ကကြတော့မှားနေရဆိုရင်အာဘတ်တင်တယ်သူရဲ့သဘောထားလေအဲ့လိုမျိုးရှိတယ်သူကဘုရားဒီကွန်မြူနမှုဒီဆောင်ထိန်မှုမှာသူကဒီဝီနီးတွေနဲ့ချုပ်ထောင်ထားတာပေါ့သူအဲ့ဒီဥစ္စာကိုကြနနသူကဆောင်ထိန်ရတယ်မဆောင်ထိန်လို့မရဘူးမဆောင်ထိန်ဆိုအပြစ်တွေတင်တယ်အဲ့လိုအပြစ်တွေတင်ရင်တရားအထုတ်လို့မရဘူးဒီမဖို့တရားထုတွေမရနိုင်ဘူးဆိုတာမြတ်စွာဘုရားအတင်းနေဟောတာကဲထားတော့အဲ့ဒါပဲအဲ့တော့ဒီဘန္ဓုပညာကိုသူကဒီတိုင်းထားလို့မသိနေရဘူးသင်ပေးမှဖြစ်မယ်ဆိုပြီးအဲ့ဒီမှာစပြီးသင်ပေးဖြစ်တာနောက်ပိုင်းကျတော့ဆရာကြီးဦးစိုးမြင့်ကကျတော့ဆရာတော်နဲ့ဓာတ်ရိုက်တွေ့တာမဟုတ်ဘူးအစားဆရာတော်နဲ့ခင်မင်ရင်းနေတာဆရာကြီးဦးစိုးမြင့်ရဲ့တငယ်ချင်းသူကတိုင်းဝါဒနာမပါဘူးဆရာကြီးဦးစိုးမြင့်ရဲ့တိုင်းဝါဒနာပါတော့ဆရာတော်စီကိုခေါ်သွားတဲ့ခါကျနောက်ကျတော့ဆရာကြီးကတိုင်းဝါဒနာပိုးဆိုတော့သူအဲ့ဒီမှာအရန်ကိုသူကဘလို့ဆရာတပည့်တားဖာလို့ဖြစ်တာလူလို့ဆိုတားဖာခေါ်တာအဲ့ဒီပုံစံမျိုးဖြစ်သွားတာပေါ့အဲ့ဒီမှာဆရာကြီးဦးစိုးမြင့်တို့ကရတာဒီပညာကိုတားဇွဲနှစ်ဘဲနဲ့သူစူးစမ်းတယ်တားလူချင်းစိတ်ရှိတဲ့ခါကျတော့အဲ့ဒီနေမှာနောက်ပိုင်းကျမှဒီလူတွေကိုသင်ခွင့်ရဖို့ဆရာကြီးဦးစိုးမြင့်ကနေစူးစမ်းရတဲ့အစဉ်ဆရာတို့အခုလက်ထက်ဒီရသွားဘူးအဲ့တော့ဆရာတော်ဦးကုံတလားနဲ့ပတ်သက်လို့တစ်စိတ်တစ်ပိုင်းဆရာပြပြပေးရနော်